ကဲလူတိုင်းနေပါတွေးဖို့လောက်တဲ့မိခွန်းတစ်ခုအကြောင်းပြောကြအောင်ဘဝရဲ့ခီးနောက်ဆုံးမှာတကယ်တမ်းဘာရှိနေမလဲဒီမိခွန်းကိုပဲအခြေခံချက်ရှင်းပြထားတဲ့စာတစ်စောင်ကိုအတူတူလေ့လာကြည့်ကြအောင်ပါဆိုတော့ဒီစာကနေအဓိကမိခွန်းထိုးထားတာကအဲ့ဒါပါပဲဘဝရဲ့ခီးနောက်ဆုံးမှာဘာနေရှိနေမလဲဆိုတာပေါ့ဒါကကျွန်တော်တို့အားလုံးတစ်ချိန်မဟုတ်တစ်ချိန်စဉ်းစားမိကြတဲ့မိခွန်းတစ်ခုပဲမဟုတ်လားဒီစာရဲ့အဆိုအရလေကျွန်တော်တို့ရဲ့ရှိဘဝဟာခရီးတစ်ခုရဲ့အစာပဲရှိပါသေးတယ်အဆုံးပါတော့ရွေးချယ်စရာလက်နက်တွေတနည်းအားဖြင့်လုံးဝကွဲပြားခြားနာတဲ့ဘုံတစ်ခုစီကိုဥတည်နေတယ်လို့ဆိုပါတယ်ပထမဆုံးအနေနဲ့လက်ရှိနေထိုင်နေတဲ့ဒီလောကကြီးကိုဒုက္ခပုံလို့သတ်မှတ်ထားပါတယ်။ဘာကြောင့်ဒီလိုခေါ်ရတယ်လဲဆိုတော့အိုခြင်း၊နာခြင်း၊တေခြင်းဆိုတဲ့အရာတွေကိုဘယ်လို့မှရှောင်လဲလို့မရတဲ့နေရာဖြစ်နေလို့ပါပဲ။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီဒုက္ခပုံမှာပဲအရာအလုံးအဆုံးသတ်သွားတာမဟုတ်ဘူးလို့ဆိုရတယ်။ဒီဘဝကနေရှစ်ဆက်ရမယ့်လမ်းနှစ်သွဲရွေးချယ်စရာနှစ်ခုရှိနေသေးရလို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ဟုတ်ပြီ။အဲ့ဒီလမ်းနှစ်သွဲတွေကပထမတစ်ခုကိုယဉ်ကြည့်လိုက်ကြရအောင်။ဒါကတော့မျော်လင့်ချက်အကြောင်းပြောထားတဲ့လမ်းကြောင်းတစ်ခုပေါ့။အဲ့ဒီလမ်းကဒုက္ခပုံလို့ခေါ်တဲ့နေရာကိုဥတည်တယ်လို့ဆိုပါတယ်။ဒီနေရာဟာအိုခြင်း၊နာခြင်း၊တေခြင်းတွေလုံးဝမရှိတော့တဲ့ကဘာဒတ်အခုအဖြစ်ဖော်ပြထားပါတယ်။ဒီဒုက္ခပုံဆိုတာကစိတ်ကူးရင်တတ်မဟုတ်ဘူးဆိုတာကိုဒီစာကဘယ်လိုသက်သေပြထားလဲဆိုတော့သခင်ယေရှုခရစ်တော်ရဲ့ဂတိစကားတစ်ခုကိုကိုးကားထားတာပါ။ဒီနို့တဲ့နေရာပြင်ဆင်ဖို့ငါသွားမယ်ဆိုတဲ့ဂတိတော်ဟာဒီယုံကြည်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်လို့ဆိုထားတာပါဒီဒုက္ခဘုံရဲ့တိကျလက္ခဏာတွေကိုကြည့်လိုက်ရင်ဒါဟာယုံကြည်သူတွေအတွက်တည်တံ့ထင်ရှားထားတဲ့နေရာငိုကြွေးခြင်းနာကျင်ခြင်းခွဲခွာခြင်းတွေလုံးဝမရှိတော့တဲ့နေရာလို့ဆိုပါတယ်ဒီနည်းပြောရင်အဆုံးမရှိတဲ့ငြိမ်းချမ်းမှုနဲ့ပြည့်နေတဲ့နေရာတစ်ခုဖြစ်ပုံဖော်ထားပါတယ်ကဲဒါကပထမလမ်းကြောင်းပေါ့ဒုတိယလမ်းကြောင်းကတော့ပထမတစ်ခုနဲ့လုံးဝကိုဆန့်ကျင်ပတ်ပါပဲဒါကိုတော့လေးနဲ့တဲ့ဒီပေးချက်တစ်ခုအနေနဲ့တင်ပြထားတာတွေ့ရပါတယ်အဲ့ဒါကတော့ငရေပုံပါဒီစာထဲမှာတော့သူ့ကိုကဲနဲ့ရောထားတဲ့မိအိုင်ကြီးနောက်ဆုံးတရားစီရင်ရနေရတစ်ခုဖြစ်ဖော်ပြထားတွေ့ရပါတယ်ဒါပေမဲ့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုဒီစာကထောက်ပြထားတယ်အဲ့ဒါကတော့ဒီငရဲပုံဟာလူသားတွေအကရက်မူလကရည်ရဲပြီးပြင်ဆင်ထားတာမဟုတ်ဘူးဆိုတာပါပဲဖခင်ကိုပုံကန်တဲ့နဆိုးတွေလမ်းမပြတဲ့ဆရာတွေနဲ့သူတို့နောက်လိုက်တွေအကရက်ပြင်ဆင်ထားတဲ့နေရာလို့ဖော်ပြထားရတယ်ဒီပုံတစ်ခုရဲ့ခြားနားချက်ကိုယဉ်မိကြည့်လိုက်ရင်တော့ရှင်းလင်းသွားပါပြီတစ်ဖက်မှာထာဝရရင်ငန်းခြင်းနဲ့နာကျင်မှုကင်းမဲ့ခြင်းရှိနေချိန်မှာနောက်တစ်ဖက်မှာတော့တရားစီရင်ခြင်းနဲ့မီးအိုင်ကြီးဆိုပြီးလုံးဝကိုစန့်ကျင်မဲ့ဖြစ်နေတာတွေ့ရမှာပါဒီချက်ကပဲအရေးကြီးဆုံးအပိုင်းစီကိုရောက်လာစေတာပါဒီလိုကွဲပြားလဲပုံတစ်ခုရှိနေတယ်ဆိုရင်ဘယ်နေရာကိုရောက်မလဲဆိုတာကိုဘယ်အရာကဆုံးဖြတ်ပေးမလဲနောက်ဆုံးပိုင်းမှာတော့အဲ့ဒီဆုံးဖြတ်ခြင်းနဲ့ပတ်သက်ပြီးရှင်းပြထားပါတယ်ဆိုတော့အရေးကြီးဆုံးမိခွန်းကတော့ဒီလမ်းကြောင်းကိုဘယ်လိုရွေးချယ်ရမလဲဆိုတာပါပဲဘယ်ရာကအဆုံးဖြတ်ဖြစ်တဲ့တော့ချက်ဖြစ်နေမလဲအဲ့တော့အဓိကအချက်သားရှင်းလေးပါပဲဒီစာရဲ့အဆိုအရရွေးချယ်မှုဟာတခုတည်းသောအရာပေါ်မှာပဲမူတည်နေတယ်လို့ဆိုပါပဲအဲ့ဒါကတော့ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်ခြင်းပါပဲဘာကြောင့်ဒီယုံကြည်မှုကအဖြေဖြစ်နေရတာလဲဒီစာကအခုလိုရှင်းပြထားပါတယ်သခင်ယေရှုဟာတေခြင်းတရားကိုအောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ကိုတော်ကိုယုံကြည်သူတိုင်းဟာတေခြင်းရဲ့ဒုက္ခကနေလွတ်မြောက်ပြီးထာဝရအထက်ကိုရရှိမယ်လို့ဆိုပါတယ်ဒါကတော့ဒီစာရဲ့အဓိကအချက်အလက်ကိုထိထိမိမိဖော်ပြလိုက်တာပါပဲနောက်ဆုံးမှတော့ဒီစာကဖတ်ရှုသူကိုအဖြေတကူပေးမဲ့အစားမေးခွန်းတကူနဲ့အဆုံးသတ်ထားပါရဲ့ထာဝရအတွက်ဘယ်လမ်းကိုရွေးချယ်ကြမှာလဲဆိုတဲ့မေးခွန်းနဲ့အတူစဉ်းစားစရာတကူခြံထားခဲ့တာပါ